အမတို့အဲ့ဆို customer ကိုချိန်လေးဆွဲထားလိုက်မယ်နော်မောင်လေးခုလာကပ်ပေးပါနော် ဟုတ်ကျေးဇူးပါနော်အမတားရအေးလိုက်ပြောအားဖုန်းပြတဲ့ကိစ္စကိုဒီဖုန်းနဲ့အကူကြီးတောင်းထားတာအဲ့ဒါအခုငါ့ကို Apple Mobile ဆိုဖုန်းဆိုင်နဲ့ဖုန်းလမ်းဆက်တယ်သူ့မှာအဲ့ဒီကောင်ကလောလာဖြီရဲ့အဲ့ဒါတော့ရလာတယ်အမြန်တော့လိုက်ပြောရပါလိမ့်မယ်အမြန်ပါမယ်လား A few moments later ဖုန်းနဲ့မရသေးဘူး အော်ဟေးမောင်လေးဒါလေးကအရှင်လေးတော့နည်းနည်းတော့ပေးရမှာတနားရီလောက်လေးတော့ကြာ အရေးကြီးဆိုတော့မှကျွန်တော်ဖုန်းဆက်တယ်လေကြီးတော့မြန်လေးလုပ်ပေးပါနော်မ အော်အေးခဏလေးပါပဲနော်မောင်လေးခဏလောက်လေးထိုင်ကြပါ အဲ့ဒါကျွန်တော်ကိုပဲထန်ဆောင်လိုက်မယ်ဒီနော် အော်ဟုတ်ပါပြီဟုတ် ဖြည်းဖြည်းသွားပါရအောင်သူ့သွားမယ်လေဟုတ်ပါလားမ ကုတ်ဒီပဲတစ်ချက်စဉ်းစားမယ်မှန်တယ်နော်မကျွန်တော် အေးဟုတ်ဟုတ်ဟုတ် မတန်းနဲ့ဟိုကတော့မသိတာဖြစ် ဘုလို့အရှင်မထိုင်နေရကောင်းမှုမ ဟုတ်လား ဟုတ်မောယူရလေဟမ်ဟုတ်ပါဘူးအကောင်းမင်းနေပြောရတယ်ကွာအမေအတိမင်းနေနေသေးတယ်တွေ့လို့ပြောနေရအညီဟုတ်အညီအကောင်းမင်းရဟုတ်ပါလေယူပါရတယ်တိတ်ပါပါပြည့်ပြောလိုက်အေးအကောင်းမင်းနေနော်ဟုတ်ဖြည့်ရတယ်ကျော်စောအညီလို့ကျော်စောအညီလို့ မင်းကစောက်ရုံးတယ်ဟုတ်ပါ